လာပါဒီနေ့တော့အာဆီယံအကြောင်းနည်းနည်းတော့ပြောပြချင်ပါတယ်ဟုတ်ပါတယ်အရှေ့တောင်အာရှမှာနေထိုင်သူတိုင်းအပေါ်တနည်းမဟုတ်တနည်းသက်ရောက်မှုရှိနေတဲ့အဲ့ဒီအကြီးကကျတဲ့ဒေသဆိုင်ရာအဖွဲ့အစည်းကြီးပေါ့ဒီမှန်းချက်တစ်ခုလက္ခဏာတစ်ခုအတိုက်အဝန်းတစ်ခုဆိုတာကတော့အာဆီယံရဲ့တော်တော်လေးအားကောင်းတဲ့ဆောင်ပုဒ်တစ်ခုပါပဲကွဲပြားခြားနားတဲ့နိုင်ငံတွေကြားကစီးလုံးမှုကိုဖော်ညွှန်းတယ်ပေါ့ဒါပေမဲ့လေဒီလောက်အားကောင်းတဲ့ဆောင်ပုဒ်ရဲ့နောက်ွယ်မှာတော့စံခေါ်မှုတွေအပြည့်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ရတဲ့ခီးရှေ့ကြီးတစ်ခုရှိနေခဲ့ပါရဲ့အဲ့ဒီတော့မေးစရာရှိလာတာကဒီလိုနဲ့မတူကွဲပြားရဲ့နိုင်ငံစိန်နိုင်ငံတွေကအတိုင်အဝန်းတစ်ခုအဖြစ်ဘယ်လိုများဖြစ်ပေါ်လာခဲ့တာလဲကဲဒီမိခွင့်ရဖြေကိုရှာရင်းနဲ့အာဆီယံရဲ့ဇလံကိုအတူတူလိုက်ကြည့်ကြရအောင်ကဲဒါဆိုရင်အခြေခံအကြဆုံးမိခွန်းလေးနဲ့အရင်ဆော့လိုက်ကြရအောင်အာဆီယံဆိုတာတကယ်တော့ဘာလဲအာဆီယံဒါမှမဟုတ်အရှေ့တောင်အာရှနိုင်ငံများအတင်းဆိုတာကတော့အရှေ့တောင်အာရှကနိုင်ငံ10နိုင်ငံပေါင်းပြီးဖွဲ့စည်းထားတဲ့အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်းတစ်ခုပေါ့သူရဲ့အထူးရည်ရွယ်ချက်ကရှင်းရှင်းလေးပါနိုင်ငံရေးတည်ငြိမ်မှုစီးပွားရေးတိုးတက်မှုပြီးတော့လူမှုယဉ်ကျေးမှုဖွံ့ဖြိုးရေးဒါတွေကိုအတူတကွမြင့်တင်ဖို့ပဲဆိုတော့ဥပမာအနေနဲ့ပြောရရင်နိုင်ငံတွေကြားမှာကုန်သွယ်မှုတွေလွယ်လွယ်ကူကူလုပ်နိုင်အောင်အားပေးတာမျိုးကနေတဘာဝပေးအနေတွေဖြစ်လာရင်အတူတူကူညီဖြည့်ရှင်းတာအထိအာဆီယံကတော်တော်လေးရေးပါတဲ့အခင်းကဏ္ဍနဲ့ပါဝင်နေတာပါကဲအခုအာဆီယံရဲ့ဇလံကဘလို့စခဲ့တယ်လဲဆိုတာကိုပြန်ကြည့်လိုက်ရအောင်သူ့ရဲ့အစာကကဘာကြီးတစ်ခုလုံးတက်မှမှုကြီးနဲ့ပြည့်နေတဲ့စစ်အေးထိုင်ပွဲကာလကြီးမှာပါအာဆီယံကိုတရားဝင်စတင်တည်ထောင်ခဲ့တာက1968ခုနှစ်ဩဂတ်လ10ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပါအဲ့ဒီအချိန်ကကမ္ဘာနိုင်ငံရေးကတော်တော်လေးမငြိမ်မသက်ဖြစ်နေလို့ဒေသတွင်းမှာတည်ငြိမ်မှုရဖို့ဆိုရဲ့လိုအပ်ချက်ကနေဒီဖွဲ့စည်းကြီးပေါက်ထွားလာခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့စတင်တည်ထောင်ခဲ့တဲ့မိုးလာဖွဲ့ဝင်တွေကဘယ်သူတွေလဲဆိုတော့အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနဲ့ထိုင်းဒီနိုင်ငံ9နိုင်ငံမှာသူတို့ကို Founding Fathers လို့တောင်တင်စားခေါ်ကြတာပေါ့အဲ့ဒီချိန်ကနိုင်ငံရေးမတည်ငြိမ်မှုရဲ့ကြမှာသူတို့ဟာအချင်းချင်းအကာအကွယ်ပေးပြီးပူးပေါင်းဆောင်ရွက်ဖို့လက်တွဲခဲ့ကြတဲ့မိသားစုလေးတစုလိုပါပဲဒီနေရာမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတာကအာဆီယံရဲ့ရည်ရွယ်ချက်ပြောင်းလဲလာပုံပါပဲအစပိုင်း1960ခုတုန်းကဆိုရင်အထက်ကလုံခြုံရေးပဲကွန်မြူနစ်ဝါဒပြန်တဲ့လာမကိုထိန်ချုပ်ဖို့နိုင်ငံရေးတည်ငြိမ်ဖို့ကိုပဲအဓိကထားခဲ့တာဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီလိုမဟုတ်တော့ဘူးစီးပွားရေးနိုင်ငံရေးနဲ့ယဉ်ကျေးမှုအရာနက်နက်ရှိုင်းရှိုင်းပေါင်းစည်းထားတဲ့အတိုင်းဝန်ကြီးတစ်ခုတည်ဆောက်မယ်ဆိုတဲ့အင်မတန်ကြီးမားတဲ့ရည်မှန်းချက်ဘက်ကိုဦးတည်လာတာကိုတွေ့ရမှာပါ။ကဲခုအာဆီယံရဲ့နောက်တစ်ဆင့်ကိုကြည့်အောင်။အဖွဲ့ဝင်9နိုင်ငံကနေပြီးတော့ဒီမိသားစုကြီးဘလို့တဖြည်းဖြည်းတိုးပွားလာတယ်လဲဆိုတာကိုပေါ့။ဒီအချင်းစရာလေးကိုချက်ကြည့်လိုက်အောင်။အာဆီယံမိသားစုဘလို့ချီထွားလာတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရောက်ပါလိမ့်မယ်။1960ခုမှာမူလာ9နိုင်ငံနဲ့စခဲ့တယ်။ပြီးတော့1974မှာဘူနိုင်းဝင်လာတယ်။ဆက်ပြီးတော့1995မှာဗီယက်နမ်1998မှာလာအိုနဲ့မြန်မာနောက်ဆုံး1999မှာကမ္ဘောဒီးယားဝင်လာပြီးတော့အားလုံးသိကြတဲ့အာဆီယံ10ဆိုတာဖြစ်လာခဲ့တာပါအခုနောက်ဆုံးအနေနဲ့2025မှာတီမိုလက်စတီကစစ်တပ်နိုင်ငံများအဖွဲ့ဝင်ဖြစ်လာမှုမျိုးလေးနေကြပါပြီ။ဒါဟာဒီနေ့ပြောရရင်အရှေ့တောင်အာရှတစ်ခုလုံးကိုအလန်တစ်ခုတည်းတဲ့အောက်မှာစူးစီးညီညွတ်စေလက်နဲ့ကြိုးပမ်းမှုရဲ့တက်တည်တစ်ခုပါပဲ။ကဲဒါကတော့အဖွဲ့ဝင်တွေတိုးလာတဲ့အပိုင်းပေါ့။အခုလက်ရှိအချိန်ကိုပြန်လာပြီးဒီနေ့ခေတ်အာဆီယံရဲ့ဖွဲ့စည်းတည်ဆောက်ပုံကဘယ်လိုရှိလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ပါ2008ခုနှစ်မှာစာတင်အသက်ဝင်ခဲ့တဲ့အာဆီယံပဋိညာဉ်စာတမ်းအာဆီယံချားတယ်ဆိုတာကတော်တော်လေးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒါဟာအာဆီယံကိုတရားဝင်ဖွဲ့ကြီးတစ်ခုဖြစ်ပုံထွေးဖက်ခဲ့တဲ့စီးမြင့်စာအုပ်အုပ်လိုဖြစ်နေလို့ပါပဲ။အရင်ထက်အများကြီးပို့ပြီးစီးနစ်စနစ်ကျလာစေခဲ့တယ်ပေါ့။ဒီအာဆီယံအတိုင်းအဝန်ကြီးတစ်ခုလုံးကိုအထူးကမန်တိုင်းကြီး3ခု three pillars ပေါ်မှာတိစောက်ထားတယ်လို့ပြောလို့ရပါတယ်။အဲ့ဒါတွေကတော့နိုင်ငံရေးနဲ့လုံခြုံရေးအတိုင်းအဝန်စီးပွားရေးအတိုင်းအဝန်ပြီးတော့လူမှုရေးနဲ့ယဉ်ကျေးမှုအတိုင်းအဝန်ဆိုတဲ့မန်တိုင်း3ခုပါပဲ။ Okay ဒီတော့မန်တိုင်းတစ်ခုချင်းစီကဘာတွေလုပ်တယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ပထမဆုံးနိုင်ငံရေးလုံခြုံရေးမန်တိုင်းဒါကတော့ဒေသတွင်းငင်းချမ်းတည်ငြိမ်ဖို့ကိုအရေးကရည်ရွယ်ပါတယ်ဥပမာတောင်တရုတ်ပင်လယ်အရေးလိုမျိုးအငင်းပွားမှုတွေကိုအင်အားသုံးမဲ့အစားဆွေးနွေးမှုတွေနဲ့ဖြည့်ရှင်းဖို့ကြိုးပမ်းတာမျိုးပေါ့ဒုတိယတစ်ခုကစီးပွားရေးမန်တိုင်းဒါကတော့ဥရောပသမဂ္ဂလိုမျိုးပါပဲအဖွဲ့ဝင်နိုင်ငံတွေကြားမှာကုန်စည်တွေဝန်ဆောင်မှုတွေလွတ်လွတ်လပ်လပ်စီးဆင်းနိုင်မဲ့ဈေးကွက်ကြီးတစ်ခုဖန်တီးပေးတာပါနောက်ဆုံးလူမှုယဉ်ကျေးမှုမတိုင်းကြတော့ဒါကလူတွေနဲ့တိုက်ရိုက်ဆိုင်တဲ့ကျောင်းသားဖလှယ်ရဲ့အစီအစဉ်တွေယဉ်ကျေးမှုပွဲတော်တွေနဲ့တဆင့်နိုင်ငံသားချင်းချင်းပိုးပြီးနားလည်မှုရှိအောင်ချစ်ကြည်ရင်းနှီးအောင်လက်ဆောင်တာမျိုးတွေပေါ့ကဲအာဆီယံရဲ့ကောင်းတဲ့အချက်တွေဖွဲ့စည်းပုံတွေကိုပြောပြီးပြီဆိုတော့အခုအနာဂတ်ကိုမျှော်ကြည့်ရင်ဒီဖွဲ့စည်းကြီးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေအကြောင်းကိုလည်းဆက်ပြီးကြည့်လိုက်ကြရအောင်ပါဒါပေမဲ့ဒီနိုင်ငံများမိသားစုကြီးအတွက်ရှေ့ဆက်ရမယ့်လမ်းကတော့ဖြောင်ဖြူးနေပါမလားလူစိန်ခေါ်မှုတွေကများစောင့်ကြိုနေမလဲဒါက
အာဆီယံရဲ့အနာဂတ်အတွက်တကယ်ကိုအရေးကြီးရဲ့မေးခွန်းတစ်ခုပါပဲအာဆီယံရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုတွေကလည်းမနှဲပါဘူးဥပမာပထမကွာခွေးစားခွနည်းအာရှဗနာရဲ့အချက်တဲလိုစီးပွားရေးဖြစ်တဲ့နာတွေကိုတုံ့ပြန်ဖြေရှင်းရတာတွေပြီးတော့တောင်တရုတ်ပင်လယ်လိုနဲ့မြေအရင်ပွားမှုတွေမှာဘလို့ရက်တည်မလဲဆိုတာနောက်တစ်ခုကအဖွဲ့ဝင်နိုင်ငံတွေရဲ့ရှုပ်ထွေးတဲ့ပြည်တွင်းနိုင်ငံရဲ့ခေတ်စော်တွေတားပြင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကဆက်ဆံရေးကိုဟန်ချက်ညီအောင်ထိန်းညီရတာတွေလည်းရှိသေးတယ်ဒါတွေအားလုံးကအဖွဲ့ရဲ့စီလုံးညီညွတ်မှုကိုတကယ်စမ်းသပ်နေတဲ့ရှုပ်ထွေးတဲ့ခေတ်စော်တွေပါဘာလို့လဲဆိုတော့အဖွဲ့ဝင်နိုင်ငံတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်မျိုးသားအကျိုးစီးပွားဆိုတာရှိနေတော့အားလုံးတက်တန်းတီထွတ်ဖို့ကအမြဲတမ်းမလွယ်ဘူးပို့လေဒါပေမဲ့ဒီလိုအခက်အခဲတွေစင်ခေါ်မှုတွေရှိနေပေမဲ့လည်းတခုတော့ရှိတယ်အာဆီယံဟာအရှေ့တောင်အာရှမှာပူးပေါင်းဆောင်ရွက်မှုနဲ့တန်တမန်ရေးရအတွက်အဓိကကျတဲ့ဗဟုချက်နေရာမှာဆက်ပြီးရှိနေတော့ပါပဲတနည်းပြောရရင်ဒီတောက်ရင်းမှာဘာကိစ္စပဲဖြစ်ဖြစ်ဆွေးနွေးညှိနှိုင်းဖို့အတွက်ဆိုရင်အာဆီယံဆိုတဲ့စင်မြစ်ကမရှိမဖြစ်အရေးပါနေစဲမှာကဘာကြီးကအဆက်မပြတ်ပြောင်းလဲနေတဲ့ဒီလိုအခြေအနေမှာဒီနိုင်ငံများမိသားစုဟာသူတို့ရဲ့အနာဂတ်ကိုပုံဖော်ဖို့အတွက်ဘယ်လိုများအတူတကွလက်တွဲဆောင်ရွက်သွားကြမလဲအဲ့ဒီမေကွန်းရဲ့အဖြေကပဲအာဆီယံရဲ့ရှေ့ဆက်ရမယ့်ခီးလာကိုဆုံးဖြတ်သွားမှာဖြစ်ပါတယ်